Aluga Legends Skin Revamp ထားတာကြီးကိုကျွန်တော်နဲ့အတူတရေကြရင် free ကုန်းဆင်းလို့ရမလားဆိုတာကြည့်လိုက်ရအောင်မင်္ဂလာပါပရိသတ်တို့ရေ Legends Skin အဟောင်းတွေကိုမွန်တုံကပြန် Revamp နေတာအခုဆိုရင် Aluga Legends Skin အလည်းရောက်လာပြီဖြစ်ပါပြီAluga ရဲ့ Legends Skin အဟောင်းကမလန်းဘူးလားဆိုရင်သူခေတ်သူ့အခါမှာတော့တကယ်လန်းတဲ့ Skin တစ်ကောင်ပဲဖြစ်ပါပြီဒါပေမဲ့အချိန်နေခေတ်တွေပြောင်းလာတာနဲ့အမျှနောက်ထပ်တဲ့ collaboration skin တွေ color skin တွေနဲ့ရှင်းလာတဲ့အခါ Old Legend skin တွေရဲ့ design တွေ skin effect တွေ skin effect တွေဟာခေတ်မမီတော့တယ်လို့ဖြစ်လာပါပြီ။ဒါကြောင့်မွန်တုံက Legend skin အဟောင်းတွေကို revamp လုပ်ပြီးဈေးတွေလည်းတင်ရောင်းလာပါပြီ။အခုတော့ revamp လုပ်ထားတဲ့ Aluga skin ရဲ့အနေအထားကိုတစ်ချက်ကြည့်လိုက်ကြရအောင်။ပထမဆုံး hero design မှာဆိုရင် rumor တွေထွက်ထားတဲ့အတိုင်းလက်တစ်ဖက်အပူပါလာပါပြီ။ဒါကိုအပူပါလာတဲ့လက်မှာပဲကင်ထားတာကိုတွေ့ရပြီးSkin color မှာဆိုရင်အရင်ကအနက်ရောင်ကိုပဲအပြာရောင် highlight အနေငယ်သာပါဝင်မိမယ်။အခုအနက်နဲ့အပြာမှာတော့အပြာရောင် hologram effect တွေအများကြီးပါလာတာကိုတွေ့ရပြီးတော့ intro animation ထဲမှာ map ကြီးပေါ်လာတာက font တစ်မျိုးထပ်ပြောင်းသွားတာကိုတွေ့ရမှာပါ။ဒါအပြင်စီးနေကြ cycle ကလည်း model အသစ်ဖြစ်သွားပြီးထင်ပါတယ်။ဒါနဲ့လက်ကို shape font နှစ်ဖက်မှာတက်ထားတာကိုတွေ့ရမှာပါ။ဒါရင်မကသေးပဲနဲ့အရင် Legend Skin အဟောင်းမှာကနောက်ကျောဘက်မှာ engine တစ်လုံးပဲပါဝင်မယ်။အခုအသစ်မှာတော့ engine နှလုံးတို့ဖြစ်သွားပါပြီ။ Skin design တွေမှာ Aluga Legend ကြီးက collection နေရာမှာ show ပြထားဖို့အတွက်တအားကောင်းနေပါပြီ။ Skin design ကလာဘာညာအနေထားကိုဝေဖန်ပြီးတဲ့နောက်မှာတော့အင်္ဂိမ်း Skin effect တွေကိုတစ်ချက်ဆက်ကြည့်အောင်ပါ။ Skin effect တွေမှာဆိုရင် Aluga က Legend Skin ထဲမှာပူချမ်းလာလားဆိုပြီးတွေးရတဲ့အထိ Skin 1 ခုံအုပ်တဲ့ effect တွေ Skin 2 မွေးတဲ့ effect တွေကအတော်လေးကိုမှလှနေပါပြီ။ Passive ခုတ်ချက်တွေမှာရင်ဓာကြီးကထွက်လာတဲ့ tree effect တွေက damage ပိုထွက်တယ်လို့မျိုးခံစားရစေမှာပါ။ Skin 1 ခုံအုပ်လိုက်တဲ့အခါ Aluga ရဲ့တခြားဘယ် skin မှာမှမမြင်ရနိုင်တဲ့ကြီးပြားရောင် hologram မြေကြီးပေါက်ကွဲလာတာတွေSkin 2 ဒါနဲ့မွေးရမ်းလိုက်ချိန်ဓာကထွက်လာတဲ့ hologram tree effect တွေကတအားကိုကြွားရွနေတာတွေ့ရမှာပါ။နောက်ဆုံးအကျန်းဆုံးတဲ့အမိုက်ဆုံးကတော့ ultimate ပါ။အခုနောက်ပိုင်းလာတဲ့ Legend Skin ရဲ့ထုံးစံတိုင်းတနည်းမဟုတ်တနည်းနဲ့ found မျိုးပြောင်းလာပါသည်။သူဟာသူနေတဲ့ alpha ကြီးတောင်မှတန်ကီရရင် found ပြောင်းပြီးတဲ့မွန်တုံက Aluga ကြီးမှဆိုရင် ultimate ဖွင့်တာနဲ့ found မျိုးပြောင်းအောင်လုပ်ထားပေးလိုက်ပါတယ်။ Aluga ကြီးက ultimate ဖွင့်လိုက်တာနဲ့အတောင်ပန်တွေပွင့်ပြီးလီဘော်ပါပြန်တက်လာမှာဖြစ်ပြီးလီဘော်ကနေပဲသူ့ရဲ့ hologram လက်ကဓာကြီးနဲ့လိုက်ခုံမှာဖြစ်ပါတယ်။ ultimate found ပြောင်းသွားတာကြီးကတကယ်လှပါတယ်။ cycle ကြီးစီးပြီးအိမ်ပြန်တဲ့ Rico ကတော့အခုမှ second design ရေးဆွဲတော့မို့ cycle တခြားလူတခြားဓာတ်တခြားနဲ့တယောက်တနေရာစီဖြစ်နေပါသေးတယ်။အချောသက်ပြီးစီးသွားရင်လည်း Rico ကြီးကအတော်လေးကိုလှလာအောင်မယ်လို့ထင်ပါတယ်။ Aluga ကြီးမကင်ရင်တော့မှ second design နဲ့ effect တွေကြောင့်မလို့ showcase တစ်ခုအနေနဲ့တင်ထားတဲ့တန်ဖိုးမြင့်ဆုံး second တစ်ကောင်ဖြစ်လာပါပြီ။အခု Magic Wheel update မှာ COA ပေးမသုံးတော့ပဲအရင်ကလိုအချိန်နေရာပြည့်တာနဲ့ Legend Skin တစ်ကောင်ကြိုက်တာရွေးလို့ရမယ့်အချိန်မှာMagic Wheel ကို Fighter စီလဲလို့ရမယ်ဆိုရင်တော့ Legend Skin တစ်ကောင်ရဲ့တန်ဖိုးက Diamond 1800အတိအကျရှိပါသည်။ Diamond 1800ကိုအမြန်ဆုံးဝယ်ယူခြင်းနဲ့ဆိုရင်တော့ Telegram က @1shot 7 gaming မှာအခုပဲအခုရနိုင်ပါသည်။ငွေပေါ်တဲ့ညိုကီရိုကဒီ Skin ထွက်တာနဲ့ Diamond 1800ထည့်ပြီးတော့တန်းလှည့်လိုက်လို့ရတယ်လို့စိတ်ရှည်တဲ့ဂုံးမဲဆင်းမယ်ဆိုတဲ့ညီကိုတို့က Magic Wheel Potion လေးကိုရသမျှနေရာကဂုံးဆင်းပြီး200ရပြီဆိုတာနဲ့ Legend Skin ကြီးကိုအလကားရမှာဖြစ်ပါသည်။ဒါပေမဲ့မွန်တုံကစောက်ချင်တော့မဟုတ်ပါဘူး။ Crash လေးစီကအဖြေသာပြန်ရခြင်းရမယ် Magic Wheel Potion 200ပြည့်ဖို့ဆိုတာကြီးက250လောက်သွားဆောင်နေရပါလိမ့်မယ်။ကဲဒီနေ့တရေကြားမယ့်ခန္ဓာလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။